ဇလန်းစာမှာတော့ဖာရန်နဲ့ရာဂျူကသူတို့ရဲ့ဘဝမှာအဓိပ္ပာယ်ပြေဝဖော်ပြပေးခဲ့တဲ့မိတ်ဆွေရန်ချိုကိုပြန်ရှာဖွေဖို့စ조사တဲ့အချိန်မှာချာတူဆိုတဲ့သူတယောက်ဖုန်းခေါ်ဆိုမှုကြောင့်ရန်ချိုကိုရှာရမယ်စတင်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ဖာရန်ကရောက်လာပြီးရာဂျူကိုလည်းခေါ်ထုတ်သွားခဲ့တယ်။ဒါနဲ့သူတို့၃ယောက်ဟာရန်ချိုကိုရှာဖွေဖို့ခီးစတင်တော့တာပါ။ဒီခီးစဉ်မှာတော့မမေ့နိုင်တဲ့ Engineering College အတိတ်ဘဝတွေကိုပြန်တွေးတောစေပါတယ်။ Imperial College of Engineering ဆရာကြီး virus လို့ခေါ်တဲ့စီကံကြီးတဲ့သူတယောက်သူအောက်မှာတက်တက်ကြွကြွနဲ့လောက်ရတဲ့ကျောင်းသားတွေပြည်သူ့ခပညာရပ်ကတော့ဖျားမြင့်ပြီးစိတ်ဖိစီးမှုတွေနဲ့နေထိုင်ရတဲ့နေရာတစ်ခုပါရန်ချိုကဘာကြောင့်အထူးတလဲလဲဆိုတော့သူကပြိုးထောင်ထားတဲ့စီကံပုံသေးသတ်မှတ်ချက်တွေပျက်စီးသွားအောင်မေးတတ်တယ်စဉ်းစားတတ်လို့ဖြစ်တယ်မိကွန်းထုတ်တတ်တဲ့ပညာရေးဆိုတာအမှတ်ကောင်းမှုမဟုတ်ပဲအကြောင်းအရာကိုနားလည်ပြီး knowledge ကိုတောက်ပအောင်လုပ်ရမယ်လို့သူကယုံကြည်တယ်။ချာတူကတော့စာကိုနားမလည်ဘူးဆိုတော့လုံးဝမစင်စားပဲအလွတ်ကျက်တယ်။သူ့အတွက်အရေးချင်းဆိုတာ A+ ရတာပါပဲ။ ရန်ချိုနဲ့ချာတူတို့ရဲ့စဉ်းစားပုံချင်းကွာခြားမှုဖြစ်နေပါတယ်။ဒါမဲ့ရန်ချိုကအမြဲတမ်းကြောင်းမှာအဆင့်တရခဲ့တယ်။ဖာရန်ကတော့ဓာတ်ပုံရရတာကြိုက်တယ်။ကင်မရာကသူ့ရဲ့ဘဝပါပဲ။ဒါမဲ့သူ့အဖေကအင်ဂျင်နီယာဖြစ်စေချင်တယ်။ထိုကဲ့သို့မိဘဖိအားကြီးတဲ့ကောင်ရာဂျူကတော့ဆင်းရဲတဲ့ဘဝကိုသူ့အမေအဖေညီမအတွက်အမှတ်ကောင်းမယူဘူးဆိုရင်သူ့ဘဝတစ်ခုလုံးအဆင်မပြေဖြစ်သွားစေမယ့်အခြေအနေပါရန်ချိုကဖာရန်ကိုသူ့အဖေစီကရုပ်သိမ်းခံထားရတဲ့ကင်မရာ live ကိုပြန်တွေ့စေတယ်မိဘကိုမေးခွန်းထုတ်ဖို့ပေးခဲ့တယ်ရာဂျူကိုလည်းကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့အလုပ်အင်တာဗျူးဝင်နိုင်ခဲ့တယ်virus ရဲ့တော်တော်ကြောင့်သာ Joy ဟာ pressure ကြောင့် suicide လုပ်သွားခဲ့တဲ့ Rancho ကတော့ဒီအဖြစ်အပျက်ကို virus ရဲ့စီကံကြီးတဲ့ပညာရေးနှိပ်စက်မှုကြောင့်ဖြစ်တယ်လို့ပြောတာနဲ့ virus နဲ့ Rancho ဟာအကြီးအကျယ်ပြဿနာတက်ကြတယ် Raju လည်း virus နဲ့ပြဿနာတက်ပြီးစိတ်အောင်ရောက်သွားတယ် Farhan နဲ့ Rancho တို့ကသူ့ဘဝကိုအပြည့်အဝအကူအညီပေးခဲ့တယ်ဒီလိုနဲ့ပီယာရဲ့အမှားခလေးမွေးမညကိုရောက်ရှိလာခဲ့တယ်။မိုးရေကြီးစိတ်ုံသွားလို့မရမိကပြက်ရန်ချိုတယောက် engineering skill တွေပေါင်းစုံသုံးပြီးဖုံဆုပ်ဆက် inverter တွေပေါင်းဆက်ပြီးခလေးကိုမွေးဖွားပေးခဲ့တယ်။ virus down rancho ကိုအဲ့ဒီနေ့မှာဂုဏ်ပြုပေးခဲ့ရတယ်။ဒီလိုနဲ့ချာတူဟာ rancho တို့တကယ်ချင်း၃ယောက်ကိုစိန်ခေါ်ပြီးအလောက်ကင်ဘသူအမြင့်ဆုံးရမလဲလောင်ကြီးထက်တယ်။ကြောင်းပြီးတော့ rancho ကိုနောက်ထပ်မတွေ့ရတော့ပါဘူး။ဒီလိုနဲ့ Farhan, Raju, Chatu ၃ယောက်ဟာ Rancho ကိုရှာဖို့ Hill Station ကိုသွားခဲ့တယ်။ Rancho က Engineering ကိုသင်ပြီးတီထွင်တတ်တဲ့ Science တယောက်ဖြစ်လာတယ်။ Rancho ကြောင့် Farhan, Raju ၂ယောက်ဘဝကိုပြောင်းလဲသွားစေခဲ့တယ်။အိမ်မက်ထိတ်က Rancho ရဲ့ကောင်မလေးဟာလည်းအပြင်မှာဆိုင်ကန်နဲ့ရောက်ချလာပါတယ်။ Chatu ဟာလည်း Rancho ကိုအရှုံးပေးပြီးနောက်ဆုံးတော့လေးစားလာခဲ့ပါတယ်။